မင်္ဂလာပါခင်ဗျာအခုပြသမယ့်အခန်းလေးကတော့သင်္ကန်းကျွန်းမြို့နယ်ငမိုးရိပ်ရက်ကွက်ငမိုးရိပ်3လမ်းမှာရှိတဲ့ဒုတိယတဲ့အခန်းလေးပဲဖြစ်ပါတယ်ခင်ဗျာအခန်းလေးရဆိုရင်တစ်ခန်းလုံးပါကေးအပြည့်ခင်းထားပါတယ်လှပတဲ့ TV စတန်လေးနဲ့အတူညနေချက်မှာလည်း live ပေါက်များမီးဆွဲများနဲ့အဆင့်မြင့်မြင့်အလှဆင်ထားပါတယ်အဲကွန်အသစ်တစ်လုံးပါရှိပြီးလိုက်ကလှလှလေးများနဲ့ဆိုဖာစတီလေးတစ်လုံးလည်းပါပါတယ်နိုင်ရမှာလည်းအလှပန်းစင်လေးနဲ့အတူ 5G မာဘယ်ရှိလေးနဲ့လည်းအလှဆင်ပေးထားပါတယ်ကျယ်ဝန်းတဲ့အိတ်ခမ်းနဲ့အတူမှန်နေကုန်အသေးစားလေးလည်းတက်ဆင်ပေးထားပါတယ်နောက်ဖွေးကန်းဝင်ပေါက်မှာလည်းစလိုက်ဒေါ်လေးပါရှိပါတယ်ရေချိုးကန်းလေးလည်းကြွေပြားခင်းကြွေပြားကပ်ပေးထားပါတယ်အိမ်နာလေးကတော့ဘူထာအိမ်နာလေးပဲဖြစ်ပါတယ်နောက်ဖွေးလေကားတကားကလည်းကျွန်းတကားလေးပါမိဖို့ကုံအောက်မှာလည်း PVC တကားလေးများတက်ဆင်ပေးထားပြီးအပေါ်မှာလည်းကပ်ဘိနက်ကလေးပါရှိပါတယ်ဒီခန်းလေးရဆိုလို့ရှိရင်ဖန်ပြဈေးဘွားမြင့်ဈေး one stop mac မိသားစု mac ဆိုတဲ့ဈေးများနဲ့နီးနီးနားနားမှာတည်ရှိပါတယ်အမကငါအားထကလေးရာကင်းရှင်ထက်ကိုပိုင်เจ้าများနဲ့လည်းနီးနီးလေးမှာတည်ရှိနေပါတယ်